So we've just gotten a Truth Social from President Trump on all of this. It's a long one, so bear with me here. The president wrote, "We got him." မင်္ဂလာပါရှင်ဒီနေ့သတင်းကတော့ US F-15E တိုက်လေယာဉ်ကပျောက်ဆုံးနေတဲ့ member တယောက်ကိုပြန်လည်တွေ့ရှိသွားတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်မနဲ့အတူတူတစ်ချက်လောက်ကြည့်ကြည့်အောင်နော် Highly respected colonel, and who I am thrilled to let you know is now safe and sound. This brave warrior was behind enemy lines in the treacherous mountains of Iran, being hunted down by our enemies. ဟုတ်ပါတယ်ရှင်ဒီသတင်းကအမှန်ပဲဖြစ်ပါတယ်48နာရီကြာပျောက်ဆုံးနေပြီးတော့မှဒီနေ့မှာတော့ပြန်လည်တွေ့ရှိသွားတဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်မနဲ့အတူတူသတင်းဖတ်ရင်းနဲ့အင်္ဂလိပ်စာလေ့လာကြည့်ကြမယ်နော် A U.S. fighter jet shot down over Iran has led to a high-risk rescue operation, with both American crew members now confirmed saved, according to U.S. officials. A U.S. fighter jet shot down over Iran. Iran မြေပေါ်မှာ U.S. ရဲ့တိုက်လေယာဉ်ပစ်ချခံရတဲ့ကိစ္စဟာဆိုလို့ရှိရင် has led to a high-risk rescue operation. အဲ့တော့အဲ့ဒီတိုက်လေယာဉ်မှာပါသွားတဲ့ crew member 2ယောက်ပေါ့နော်ဒီ2ယောက်ကိုပြန်လည်ရှာဖွေရတဲ့ rescue operationဟာဆိုလို့ရှိရင် high risk အရန်ကိုကျမတို့စွန့်စားမှုတွေများပါတယ် with both American crew members now confirmed safe အခုချိန်မှာဆိုလို့ရှိရင်တော့နှစ်ဦးစလုံးဟာ confirmed safe လုံခြုံနေပါပြီဆိုပြီးတော့မှအတည်ပြုချက်ရပါတယ် according to US officials ပြီးတော့အဲ့သတင်းကလည်းဒီ US ရဲ့အာဏာပိုင်တွေကပြောကြားခြင်းပဲဖြစ်ပါတယ် Authorities have also clarified that earlier rumors suggesting the missing airman had been captured are false အဲ့တော့authorities အာဏာပိုင်တွေက have also clarify လုပ်တယ်ဆိုတာကျမတို့ကရှုပ်နေတဲ့ကိစ္စရပ်တွေကိုပြန်လည်ရှင်းပြတဲ့နေရာမှာဒီ clarify ဆိုတဲ့စကားကိုပြောပါတယ် clarify that earlier rumors suggesting the missing airman အဲ့တော့ပျောက်ဆုံးနေတဲ့ airman ဒီတိုက်လေရင်မောင်းနေသူနဲ့ပတ်သက်ပြီးတော့မှrumors ဆိုတာကကောလာဟာလာတွေကိုပြောတာပါအဲ့တော့ကောလာဟာလာတွေကဘာတွေထွက်လဲဆိုလို့ရှိရင်ပထမပိုင်းမှာအဖမ်းခံရတယ်ဆိုပြီးတော့မှထွက်ထားတဲ့ကောလာဟာလာတွေကိုရည်ညွှန်းချင်တာပဲဖြစ်ပါတယ် had been captured are false captured ဆိုတာကဖမ်းတာကိုပြောတာပါအဲ့တော့အဖမ်းခံရတယ်ဆိုတော့ဒီအရှိပိုင်းမှာထွက်ထားတဲ့သတင်းတွေဟာ are false မှားတယ်ဆိုပြီးတော့မှ authorities အာဏာပိုင်တွေကပြန်လည်ပြောကြားထားပါတယ် initial rescue efforts quickly located one of the airmen Initial rescue efforts ကနဦးကယ်ဆယ်ရေးကြိုးပမ်းမှုတွေက quickly located one of the airmen တယောက်တည်းကတယောက်ကိုမြန်မြန်ဆန်ဆန်ကယ်နိုင်ခဲ့တယ်လို့ပြောချင်တာပဲဖြစ်ပါတယ် However the second crew member remained missing for nearly 48 hours raising serious concerns အဲ့တော့ however ဘာပဲပြောပြော the second crew member ဒုတိယတယောက်ကိုတော့ remain missing for nearly 48 hours ရှာဖွေတဲ့နေရာမှာကျမတို့က48နာရီလောက်ပျောက်ဆုံးနေတဲ့အတွက်ကြောင့်မလို့တို့48နာရီလောက်က